ကပြောတယ်မင်းယူဆိုင်မှုရှာဘူးလား okay ယူဆိုင်မှုဆိုတာပါလေယူဆိုင်မှုဆိုတာပါဇက်နဲ့ယူဆိုင်နေလို့မရအောင်ကိုမြင်မှုတဲ့လူတွေရှိတယ်ပေါ့အခုတက်ဒီအိမ်အောင်တက်မှာ40ကျော်50ပဲချနေလောက်ရှိပြီအိမ်အောင်တန်းက230ကျော်ပေါ့အဲ့လိုလူတွေကတချို့လူတွေတော့အရန်ခယူဆိုင်တယ်ဒီမိန်းမကိုအရန်ချစ်တာဒီယောက်ျားကိုအရန်ချစ်တာမိန်းမနဲ့ယောက်ျားနဲ့အတွဲညီအတွဲလိုက်တာ230လုံးကတော်တော်ချစ်ကြဒါကအလေးထားမှုပဲသူတို့နှစ်ယောက်ရဲ့အလေးထားမှုကသူတို့စိတ်မှာနံပါတ်တက်ပြီးသားသူမိန်းမဒီနံပါတ်1သူယောက်ျားဒီနံပါတ်1ဒါအလေးထားတဲ့အတွက်ခယူတစ်ဆိုင်ရှိတာခယူဆိုင်တယ်ဆိုတာလည်းစကားနဲ့ဒီမဟုတ်ဘူးเนาะလက်တွေလည်းလှုပ်ဆောင်ပြရတယ်တကယ်ချစ်ရင်တကယ်ယူဆိုင်တယ်ပါစက်ကလေးနဲ့နေမကောင်းလားစီးတောက်လိုက်ပါလားဒါမျိုးကြီးပြောလို့မရဘူးအဲ့တော့အဲ့လိုမျိုးလုပ်မယ်ဆိုတော့မချစ်တာအကောင်းဆုံးပဲဘယ်သူမှမပတ်သက်တာအကောင်းဆုံးပဲစိတ်မှာမပိုင်ဘာမှမလုပ်တာအကောင်းဆုံးပဲအဲ့တော့တစ်ချိန်မှာပုံမြင်နေအရန်ပြောခဲ့တယ်အလေးထားကြောင်းကိုတော့အပေါ်ရန်လုပ်ပြခဲ့ဆိုပြီးအပေါ်ရန်ပဲပြင်ရမှာကျမတို့အခုခေတ်ကဝိရန်နေတဲ့ခေတ်လေအဲ့တော့မင်းတစ်ဖက်သားပေါ်နစ်နာအောင်လုပ်ခဲ့ရင်တစ်ဖက်မှာလည်းမင်းကိုနစ်နာအောင်လုပ်မဲ့လူကရှိပြီးသားအဲ့ဒါကိုသတိပြုရတယ်အဲ့တော့ကိုဒီနောက်အောင်ရှောက်တဲ့ခါမှာမမအောင်ရှောက်ရမယ်မမအောင်သွားမယ်အဲ့ဒါကိုသတိပြုထားပါဒါဆိုတော့အနေကြီးပြီးရှင်းမယ်နော်ကိုမထီမဲ့မြင်မှုလိုက်တဲ့အရာတခုကသူများဘဝပြတ်သွားတယ်ဆိုရင်တော့သိကြတယ်တစ်ချိန်ကျရင်မင်းကိုလည်းမင်းကြုံသွားလိမ့်မယ်အဲ့လိုမျိုးပဲအဲ့တော့ဝိဆိုတာတေမနောက်ဘဝကူကလဲတဲ့ຢာမဟုတ်တော့မျက်စိတမိတ်တွေမှာဖြစ်နေတယ်သူများမိသားစုကိုပြောရဖြတ်စီကိုယ်လည်းကိုမိသားစုတဲ့ကြိုင်မပြောရဘူးပြိုရတဲ့အနေထားရောက်မှာပဲထိန်းနိုင်ကိုမထိန်းနိုင်လွတ်ချလိုက်အဲ့တော့တော်စရာကောင်းပါရဲ့လောကကြီးကအမြဲတမ်းတရားတယ်မတရားလူတွေကမတရားအရင်တော့တစ်ချိန်တော့ပြောခဲ့ပြီးကိုလည်းလောကကြီးကမတရားလိုက်တာအခုတော့တေချာသိလိုက်လောကကြီးကအရင်တရားတယ်နော်မှန်တဲ့အနေထားတစ်ခုမှာအမြဲတမ်းရှိတယ်အမြဲတမ်းမှန်တယ်လောကကြီးကကိုပဲမှားနေတာအဲ့တော့အကုန်လုံးကျေးဇူးတင်တယ်ပေါ့နော်